ဖုန်းရွက်တည်တဲ့ reviewer တွေဒီ tech blogger တွေ unboxing လုပ်တာအရန်အောင်မှတက်တာ iPhone နဲ့ပဲရုပ်ရှင်စမ်းရိုက်ကြည့်မယ်ဆိုတာထက်နည်းနည်းလေးတစ်ဆင့်တိုးပြီးတော့ဗောနော် Sony ရဲ့ Xperia Live ထဲကအခုလိုမျိုး flash နဲ့ video ရိုက်မယ်ရုပ်ရှင်ရိုက်မယ်ဆိုလို့ရှိရင်တော့အများကြီးကောင်းတဲ့ result ရလိမ့်မယ်လို့ကျွန်တော်အနေနဲ့ယုံကြည်ရယ်ဆိုတော့ iPhone နဲ့ပဲရုပ်ရှင်ကားတွေရိုက်တာဒီဇိုင်းဒီကောင်လေးနဲ့လည်းနည်းနည်းပြောင်းပြီးတော့ရိုက်ကြည့်တင်တယ်ဗောနော်ကျွန်တော်တရုတ်ဖုန်းတွေပဲ unboxing လုပ်ရတာနဲ့များလာတော့ Sony ရဲ့ Xperia 1.8 တွေကိုဒီနေ့ unboxing လုပ်မှာဖြစ်ပါတယ်ဆိုတော့ဘူးပုံစံကြည့်ပြီးတော့မလန့်အောင်နဲ့နော်ဒီ Sony ဖုန်းတွေကအခုနောက်ပိုင်းတဘာပတ်ဝန်းကျင်ပျက်စီးမှုကိုအထိုက်လောက် short ချဖို့အတွက်သူတို့အခုလိုမျိုးကတ်တကူလေးတုံးမိတာကလုံးဖုန်းလို့လုံးဝမထင်သွားနဲ့ဘာလို့လဲဆိုတော့ site ဘာညာနေထားကလုံးဖုန်း design အထာမျိုးဖြစ်နေတာဆိုတော့တခြား app တွေ Samsung တွေနဲ့ရှင်းလိုက်မယ်ဆိုရင် Sony ရဲ့ packaging ကအများကြီး neutral ဆန်တယ်ပေါ့နော်ဒီလိုမျိုး neutral ဆန်တာလဲ Motorola တို့ Sony တို့ဒီလောက်ပဲဒီဘက်ခေတ်မှာရှိတော့ကျန်တဲ့ကောင်တွေကနည်းနည်းလေးဖိတ်နဲ့ဟန်နဲ့တခြားတရုတ်ဖုန်းတွေဆိုလို့ရင် packaging အပြိုင်ဆိုင်ပါဒါပေမဲ့ Sony ဖုန်းတွေကတော့အရင် simple ဖြစ်တဲ့ packaging လေးတွေပဲလာတယ်အယောင်ဒီနေ့ကတော့ကျွန်တော်ဖုန်းကင်းကို2ရောင်ရောက်ထားတယ်ဒီတရောင်ကကြတော့ native gold ဆိုရဲလုံးဝရွှေရောင်ပေါ့နော်တကယ် luxury ဆိုင်တဲ့ color မျိုးကြိုက်တယ်ဆိုတော့ native gold ရွေးနောက်တရောင်ကတော့ garnet red လို့ခေါ်တဲ့အုတ်နီခဲလိုမျိုးအယောင်ပေါ့နော်နည်းနည်းလေး premium ပို့ပြီးတော့ဆန်တယ်အယောင်ကနည်းနည်း crazy color ဘက်ကိုသွားတဲ့အနီရောင်ရင်းရင်လေးပေါ့နော်ဆိုတော့ဒီအနီရောင်ရင်းရင်လေးကိုကျွန်တော် unboxing လုပ်လိုက်မယ်ဘာလို့လဲဆိုတော့ဒီကောင်က Xperia 1.8 ရဲ့ signature color လို့လည်းဖြစ်နေတာဆိုတော့လေဒီကောင်လေးကို unboxing လုပ်ပါဆိုတော့လေကျွန်တော်တခြားဖုန်းတွေကို unboxing လုပ်တယ်ဆိုလို့ရင်ဒီဖုန်းလေးကိုခဏလေးချထားလိုက်ပါဦးမယ်အထဲမှာဘာတွေပါမလဲကြည့်မယ်ဒီကောင်မှာဘာမှမရှိဘာမှမရှိဘူးဆိုတာအခုနောက်ပိုင်း Sony အနေနဲ့က charging cable တွေ data cable ဘာမှတော့မပါတော့ဖုန်းရွက်တည်တဲ့ reviewer တွေဒီ tech blogger တွေ unboxing လုပ်တာအရန်အောင်မှတက်တာဆိုတော့ကန်ကြည့်ရတဲ့ပထမအဦးဆုံးအနေနဲ့ခံစားရတဲ့ first impression တကယ်ကိုမှဒီကောင်ရဲ့ material ကလေကျန်းရှာလေးဗျာဒီလားဘာနဲ့တင်စားပြီးပြောရမလို့ဆိုကျွန်တော်စကြင်ကြောက်ကိုနည်းနည်းအချောမတက်ထားလို့ polish မလုပ်ထားလို့ကျန်းရှာဖြစ်တယ်ဆိုတဲ့ခံစားချက်လေးလက်ထဲမှာလုံးဝ grip ကောင်းနေတော်တော်လေးမိုက်တယ်ဆိုတော့ဒါလေးကိုတစ်ချက်ခွာကြည့်လိုက်ပါ okay ဒီကောင်ခွာတာ iPhone တွေ Samsung တွေခွာတာတဲ့အများကြီးပုံမိုက်တယ်သဘောကျတဲ့အပိုင်းလေးတစ်ခုရှိတယ် Sony ကဒီ audio ဘိုင်းမှာလုံးဝဆရာကြီးဖြစ်ခဲ့ပါတော့သူတို့ Walkman ကလည်းတကယ်ကိုမှနာမည်ကြီးအခုအဲ့ဟာနဲ့တွဲဖက်ပြီးသုံးဖို့အတွက် 3.5mm ဖုန်းချက်ကိုဒီနေ့ခေတ်2026ထိ Sony အနေနဲ့ဆက်ပြီးတော့ထည့်ထားပြီးတော့မယ်ပြီးတော့ Sony ရဲ့ signature လို့ပြောလို့ရတယ်2012-13လောက်တုန်းကသူတို့ပါနေကြပါတော့ Sony ရဲ့ဖုန်းတွေမှာပါနေကြ SIM tray ကိုကျွန်တော် SIM ejector မလိုဘဲနဲ့ထုတ်လို့ရတဲ့ SIM slot လေးကိုလည်းအခုချိန်ထိထည့်ထားပြီးတော့မယ်တော်တော်လေးမိုက်တယ် micro SD ကလည်းဒီကောင် support လုပ်အောင်မယ်ဒါပေမဲ့လေဒီလား Sony ရဲ့အထာတော်တော်လေးတော့မိုက်တယ်အခုလိုမျိုးကိုယ်တိုင် SIM ejector SIM pin နဲ့မဟုတ်ဘဲနဲ့အခုလိုမျိုးထုတ်လို့ရသည့်တိုင်အောင်ဒီကောင် water resistant ကို IP68 ထိ support လုပ်ပေးထားတဲ့ချက်ကောင်တော်တော်လေးသဘောကျတယ်ဖုန်းကိုပထမဆုံးဖွင့်လိုက်တဲ့အချိန်မှာပထမဆုံးအနေနဲ့သဘောမကျဆုံးအပိုင်းကိုကျွန်တော်ပြပြမယ် display panel quality display quality စောင့်ရမ်းမိုက်တယ်ဒါပေမဲ့အပေါ်နဲ့အောက်က bezel တွေကလေ2026မှာအခုလိုမျိုးလေးဖြစ်နေတာကတော့တိတ်တော့မကြိုက်လောက်ဘူးပေါ့နော်ဘာလို့လဲဆိုတော့အပေါ်က forehand နဲ့အောက်က bezel တွေကတော်တော်လေးမှထူနေလို့ပြောလို့ရတယ်ဒါလည်းသူ့ရဲ့front facing speaker တွေ shade တွေထည့်ပေးထားကြအောင်လို့တော့အကြမ်းမြင်တော့တတ်မှတ်လို့ရတယ်ပေါ့နော်Sony Xperia 1.8 မှာနောက်ကျော back camera setup လေးတချို့မှာအပြောင်းလဲလုပ်ပေးတာဥပမာ telephoto ဆိုလို့ရင်40 megapixel ပဲဒါပေမဲ့အရင်တော့သုံးခဲ့တဲ့ continuous zoom ကိုဖြုတ်ပြီးတော့နည်းနည်းလေး sensor size little လေးပဲပိုကြီးရဲ့little ပိုကြီးရဲဆိုတာလေအခုလိုမျိုး Chinese phone တွေနဲ့ရှင်လိုက်တယ်ဆိုလို့ရှင်တော့ little လေးပို့ပြီးတော့တေးသွားလိမ့်မယ်အဲ့လိုမျိုး sensor ကိုပြောင်းပြီးတော့သုံးမိထားတယ်ဒါပေမဲ့ camera quality ရကြည့်မယ်ဆိုလို့ရှင်တော့ပုံထွက်လေးတွေကတချို့နေရာမှာဒီပိုင်း focus ပိုင်းတွေပို့ပြီးတော့အားသာတာတွေ့ရ focus ဆိုတာကျွန်တော် micro shot တွေကိုစွန်းဆွဲပြီးရိုက်တဲ့အခါမျိုးမဆိုလို့ကျန်တဲ့ away object တွေကိုစွန်းဆွဲပြီးရိုက်တဲ့ချိန်မှာဒီကောင် telephoto ကတော်တော်လေးအဆင်ပြေတယ်ဒါပေမဲ့တခုတော့ရှိရင်အခုဆိုလို့ရင် Vivo X300 Ultra တို့ 5.9 Ultra တို့ Magic 8 Pro တို့မှာဆိုလို့ရှိရင်သူတို့ရဲ့ telephoto တွေကို CIPA rating ကို5.0 ရတဲ့ကောင်ကြီးနဲ့အဲ့လိုမျိုးဗျာကျန်းထုတ်ပြီးတော့လက်မငြိမ်အောင်မှစဉ်းစားငြိမ်နေအောင်လို့လုပ်တဲ့ technology လို့သုံးနေချိန်မှာ
Sony မှာတော့သူ့ရဲ့ telephoto ကအရန်ကြီး stabilize မဖြစ်တာလို့တော့သတိထားမိတယ်ပြီးတော့ main camera အရင် generation တော့အတိုင်းပဲသိပြီးတော့ပြောင်းလဲမရှိဘူးပြီးတော့ ultra wide ကလည်း40 megapixel ပဲ 16mm wide ရိုက်လို့ရမယ်အရန်ကြီးမကြမ်းဘူးဒါပေမဲ့တိတိကျကျသူ့ရဲ့ Cinema Pro လိုမျိုး camera တက်ပါတီ app ကိုသုံးပြီးရိုက်မယ်ဆိုလို့ရှိရင်တော့အများကြီးကောင်းတဲ့ video result ရမယ်ဆိုတော့ iPhone နဲ့ပဲရုပ်ရှင်စမ်းရိုက်ကြည့်မယ်ဆိုတာထက်နည်းနည်းလေးတစ်ဆင့်တိုးပြီးတော့ဗောနော် Sony ရဲ့ Xperia Live ထဲကအခုလိုမျိုး flash နဲ့ video ရိုက်မယ်ရုပ်ရှင်ရိုက်မယ်ဆိုလို့ရှိရင်တော့အများကြီးကောင်းတဲ့ result ရလိမ့်မယ်လို့ကျွန်တော်အနေနဲ့ယုံကြည်ရယ်ဆိုတော့ iPhone နဲ့ပဲရုပ်ရှင်ကားတွေရိုက်တာဒီဇိုင်းဒီကောင်လေးနဲ့လည်းနည်းနည်းပြောင်းပြီးတော့ရိုက်ကြည့်တင်တယ်ပေါ့နော် viewfinder မှာအခုလိုမျိုးလေးချိန်ထားလိုက်ပြီးဆိုတော့ねဒီဘက်မှာသူ့ရဲ့ AI ကဘယ်ဟာလေးနဲ့ရရင်ပို့ပြီးတော့အဆင်ပြေမလဲဆိုတော့ color filter လေးတွေပြပေးရေပေါ့နော်ဆိုတော့ကိုကဘယ် filter နဲ့ရိုက်လို့ရမှမသိဘူးဆိုလို့ကျွန်တော်ဒီမှာသွားချိန်လိုက်လို့ရတယ်ဒါမှမဟုတ်ဘူးဆိုလို့ရင်လေကိုယ့်ဘာသာကိုသူတို့ရဲ့အထက်ကအခုလိုမျိုး filter လေးတွေ frame filter လေး instant လေးတွေ soft high key လေးတွေအဲ့လိုမျိုးလေးကျွန်တော်သွားပြီးတော့ချိန်ပြီးတော့ရိုက်မယ်ဆိုလည်းအဆင်ပြေတယ်ပေါ့နော်ပြီးတော့ chipset အနေနဲ့ဆိုဒီကောင်က Snapdragon ရဲ့ 8 Gen 5နောက်ဆုံး performance အကျဉ်းဆုံး chipset ကိုသုံးမိထားတယ် battery ကတော့9000 mAh ပဲပါမယ်ဆိုတော့9000 mAh ကဒီဘက်ကမှာနည်းတယ်ပြီးတော့ charging ကလည်း30 watt ပဲ wire charging ကို support လုပ်မှာဖြစ်တယ်အဲဒီအတွက်ကြောင့် battery ပိုင်း charging ပိုင်းနည်းကောင်းနေလိမ့်မယ်ဒါပေမဲ့ battery 3ခန္ဓာဆိုတော့လည်းအရင်တော့လည်းအသုံးမခံဘူးတော့ဆိုတော့ battery ပိုင်းနေတခြား display resolution ပိုင်းနေ charging speed ပိုင်းနေကတော့သူ့ဈေးထဲမှာလက်ခံဖို့နည်းနည်းလေးခက်လိမ့်မယ်တချို့ကြောင့်လည်း Sony ဖြစ်နေတဲ့အတွက်ကြောင့်လက်ခံနိုင်တယ်ဒါပေမဲ့တချို့အတွက်ကြောင့်တော့လက်ခံဝင်နေလိမ့်ခက်လိမ့်မယ်ဆိုတော့ Sony Xperia 1 Mark 8ကိုသူနဲ့ပတ်သက်ပြီးတော့အသေးစိတ်သိချင်တဲ့ဝယ်ယူချင်တယ်ဆိုလို့ရှိရင်ကျွန်တော်ဖုန်းကင်းပေး Messenger ဒါမှမဟုတ် online နံပါတ်ကိုဆက်သွယ်လိုက်လို့ရပါတယ်